တော့မယ်တခါတလေမှအာငင်နေပေမဲ့ငါရဲ့ညီမှန်ချက်တွေကတော့အပင်းနေခက်ခဲဆိုတာချောကဖို့တွေ့ပဲအောင်မြင်မှုရဲ့အဖီးပွင့်ကိုငါစုခုမယ်